မြန်မာပြည်မှာဆရာတော်ကြီးတစ်ပါးဟောသွားတဲ့ဝတ္ထုလေးတစ်ပုဒ်ရှိသေးတယ်အကောင်းဘက်ကကြည့်တယ်ဆိုသူအကောင်းမှကြည့်ပုံကတော့ဖေရင်ဂိမ်းခန်းနဲ့ကြည့်တဲ့သဘောကျေးရွာတရွာမှာဆရာတော်ကြီးတစ်ပါးရှိတယ်အဲ့ဒီမှာရွာထဲကဒကာကြီးတယောက်ကဆရာတော်ကြီးကိုအာကိုတကြီးလာလျှောက်တယ်သူ့သားလေးတစ်ပင်တက်တာတစ်ပင်မောချော်ကြလို့လက်တစ်ဖက်ကျိုးသွားတယ်ဆိုဆရာတော်ကြီးကနားထောင်ပြီးသာဓုသာဓုလို့ခေါ်လိုက်တယ်လက်တစ်ပင်မောလိမ့်ကြပြီးလက်ကျိုးတာကိုသာဓုသာဓုခေါ်တော့သူကနားမလည်နိုင်ပြန်သွားပြီးတော့မချင်တတ်ဘူးအဲ့ပေါ်ရမချင်တတ်ဘူးနောက်တစ်ခါသူ့အိမ်ကနွားခြေတော့ကျိုးသွားတယ်တဲ့ခြိုက်ထဲကျပြီးတော့အဲ့ဒါဘုန်းကြီးသွားလျှောက်တော့ဘုန်းကြီးကသာဓုသာဓုလို့ခေါ်တယ်အဲ့ဒါလည်းသာဓုခေါ်လွတ်လိုက်တယ်အမချင်တတ်တော့ဒီတစ်ခါဒီဘုန်းကြီးကချောင်းပြီးတော့ရိုက်မယ်ပေါ့ခြုံွယ်ကနေစောင့်တယ်သူရိုက်မလို့သူစောင့်နေတဲ့ခြုံွယ်သားရောက်တော့ဘုန်းကြီးကအဲ့နာခလုတ်တိုက်ပြီးလက်ထဲကသပိတ်လွတ်ကြတော့သပိတ်ကကွဲသွားတယ်အဲ့ဒီမှာလည်းသူကသာဓုသာဓုခေါ်တယ်ဘုန်းကြီးကသာဓုခေါ်တယ်အဲ့ဒီကျတော့ချောင်းရိုက်မဲ့လူကထွက်လာပြီသားလေးလက်ကျိုးတယ်ဆိုတော့လည်းသာဓုခေါ်တယ်နွားခြေတော်ကျိုးတယ်ဆိုတော့လည်းသာဓုခေါ်တယ်အခုလည်းပဲသပိတ်လွတ်ကြတော့လည်းသာဓုခေါ်တယ်အကြောင်းတော့ရှိပါပဲဘာလို့ကိုတော့သာဓုခေါ်ရတာဟာငါသပိတ်မကွဲငါကောင်းကွဲမှာတဲ့ဒီနေ့ဟာသပိတ်ကွဲလိုက်တာရေရခြေသွားတယ်ပေါ့ဆိုလိုတာနော်အဲ့တော့အကောင်းမြင်ဝါဒပြောရမှာပဲအဲ့ဒါအဲ့ဘုန်းကြီးကရှင်းပြတယ်အေးမင်းသားလေးလက်ကျိုးလို့တဲ့လက်မကျိုးမင်းသိမှာတဲ့ဒါဝငါသာဓုခေါ်တာနွားခြေတော့ကျိုးလို့ကျိုးမကျိုးရင်မင်းသိမှာတဲ့မင်းသိခဲရောက်နေပြီအဲ့လိုပြောတော့မှသဘောပေါက်သွားတယ်အဲ့တော့အဆိုးနဲ့အကောင်းဆိုတာတော့ရှိကောင်းရှိမှာပေါ့နော်ဒါကတော့ပြီးရင်အမြင်နဲ့အကောင်းကြည့်တာပေါ့ပြီးရင်ကလည်းဆွဲလန်းစရာတော့မဟုတ်ဘူးမယုံဘူးကြီးလည်းမဟုတ်ဘူးယုံတယ်ကြီးလည်းမဟုတ်ဘူးနော်ရှေးတုန်းကတည်းကအမျိုးတွေကရှိတော့ရှိတာသို့တော့အာကိုလောက်တာတော့မဟုတ်ဘူးမှန်ရင်လည်းမှန်မယ်ပေါ့ရသော်ဗျာလက်ထက်မှာလည်းပဲရသော်ဗျာကိုလည်းပဲပြည်ရင်ဆရာတွေကဖျားဖြစ်မယ်လို့ခေါ်ခဲ့တာပဲလေကျန်ရင်လက္ခဏာဝေဒသုံးပုံဆိုတဲ့ဝေဒကျမ်းတွေကရှိတာပေါ့အဲ့ဒီဝေဒကျမ်းတွေဆိုတာတမန်ပုဂ္ဂိုလ်တွေကရှေးသားပြီးတော့မှတ်တမ်းတင်ခဲ့တာမဟုတ်ဘူးဒေဝစက္ခုရတဲ့ယသိတွေတော်ရမှာတရားအထုတ်ရင်ကနေဒေဝစက္ခုဉာဏ်ရသွားတယ်ရသွားတဲ့အခါမှာဘာလို့ရင်ဘာဖြစ်တယ်ဆိုတာသူတို့ဒေဝစက္ခုနဲ့ကြည့်ပြီးတော့မှတ်တမ်းတင်ပြီးဝေဒကျမ်းတွေကိုရေးခဲ့တာအဲ့တော့သူတို့ပြောတာတွေကမှန်တယ်သလားမှန်တယ်ပေါ့နော်အဲ့ဒီကျမ်းတွေကလာတဲ့စကားတွေတိုင်းကိုပြောတယ်သို့တော့အဲ့ဒီပုံမှာဆွဲလန်းပြီးတော့ပေရင်ကြီးပဲလိုက်နေဖို့ဒီလိုတော့မဟုတ်ဘူးတရားတွေဆိုတာကိုယ်ကံနဲ့ကိုယ့်အကိုကြိုးစားအထောက်အမယ်လုံလဝိရိယတွေဆိုတာရှိတယ်ပေရင်ကလည်းလွဲမှားသွားနိုင်တယ်လုံလဝိရိယနဲ့ကြိုးစားရင်ပေရင်လွဲမှားတယ်ပေရင်ဆရာပြောတာမပြောနဲ့တခြားမင်းကြီးပြောတဲ့စကားတောင်ကြိုးစားရင်လွဲမှားသွားတယ်ပေါ့နော်ဒေဝနာဣတယန္တိပုရိသပရကမတဆိုပြီးတခြားမင်းကြီးကကာလင်္ဂမင်းနဲ့အတ္တကမင်းတို့စစ်ပွဲစစ်တိုက်တဲ့အခါမှာကာလင်္ဂမင်းနိုင်မှာလို့ပြောတယ်သို့တော့တကယ်တိုက်တဲ့အခါအတ္တကမင်းကနိုင်သွားတယ်ကာလင်္ဂမင်းကြီးစစ်ရှုံးသွားတယ်ဘာဖြစ်လို့ရှုံးသွားတာတော့ဆိုသူကစွတ်စွတ်စီစီနဲ့ကြိုးစားအထောက်အမှာကိုကြိုးစားအမထုတ်ပဲနဲ့တရားကတော့ငါတို့နိုင်မှာလို့ပြောထားတယ်ဆိုပြီးပေါ့ပေါ့ရောနေတော့ရှုံးသွားတယ်ဟိုဘက်ကရှုံးမယ်လို့ပြောထားတဲ့အပြောခံရတဲ့အတ္တကမင်းဘက်ကပညာရှိကောင်းဆောင်တယောက်ကချစ်ချစ်လစ်လစ်နဲ့ကြိုးစားအထုတ်တဲ့အခါသူကနိုင်သွားတယ်အဲ့ဒါကိုတရားမင်းကပြောတဲ့အခါမှာဒေဝနာဣတယန္တိပုရိသပရကမတာလုံလဝိရိယနဲ့ကြိုးပမ်းအထုတ်မှုလုံလဝိရိယရှိရှိကြိုးပမ်းအထုတ်လို့အောင်တာကိုနတ်တွေကအပြစ်မပြောဘူးတဲ့အပြစ်မြင်စရာမဟုတ်ဘူးလို့ရင်ဖြစ်တယ်ဆိုတာကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်
ဖြစ်ဘူးဆိုတာဒါကြောင့်မို့တချို့ပြောတယ်လေငါရဲ့ပြီးတဲ့နေ့မှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးဘူးသာရှိတယ်ပေါ့ဖြစ်အောင်လုပ်ရင်ဖြစ်တယ်ပေါ့ဒီလိုဆိုလို့တယ်ပေါ့နော်